ဒီမောတိဩဝါဒစာဒုတိယဆောင်ခန်းကြီး3နောကာလသည်ကဲရင်သောကာလဖြစ်မည်ဟုတိမှတ်လောအဘယ်တို့နည်းဟူမူကားလူတို့သည်ကိုချစ်တော်သူငွေကိုတတ်မှတ်တော်သူဝါကြွားတော်သူထောင်လားစော်ကားတော်သူသူ့အသေးကိုရှုံချတော်သူမိဘစကားကိုနားမထောင်တော်သူကျေးဇူးမရှိတော်သူတန်ရှင်းခြင်းမရှိတော်သူပဂတိခြင်းနာဆုံးမခြင်းနှင့်ကင်းတော်သူရန်ညှို့ဖွဲ့တော်သူချောစားတတ်တော်သူကိုယ်ဣန္ဒြေကိုမချုပ်တီးနိုင်တော်သူပြင်းထန်တော်သူသူတော်ကောင်းကိုမုန်းတော်သူသစ္စာကိုဖျက်တတ်တော်သူတတိပေးခြင်းကိုမခံတော်သူမာမာနနှင့်ယမှုတော်သူဘုရားသခင်ကိုနှစ်သက်သည့်ထက်ကာမဂုဏ်ခံစားခြင်းကိုတာ၍နှစ်သက်တော်သူဘုရားဝိ၌ဝိတော်ရောင်ဆောင်၍ဝိတော်ခြင်းကိုမြင်းပယ်တော်သူဖြစ်ကြလိမ့်မည်ထိုသူတို့ကိုရှောင်တော့ဒုစရိုက်အပြည့်ဝင်ကိုထမ်းရွက်၍ထူးထူးပြားသောလောဘကိလေသာတွေးဆောင်ရာသို့လိုက်၍အစဉ်တင်တော်လဲသမာတရားကိုလေ့ကျက်ခြင်းတို့နင်းမရောက်နိုင်သောမိမမိုက်တို့ကိုအိမ်ထဲသို့ဝင်၍ဖမ်းသွားသောသူတို့သည်ထိုသူတို့အဝင်ဖြစ်ကြ၏ယံဒီနှင့်ယံပြည်သည်မောရှိကိုစီးသားတကယ်သို့ထိုသူတို့သည်သမာတရားကိုစီးသားကြ၏စိတ်နှလုံးယိုယွင်း၍ယုံကြည်အောင်ဆောင်သောသူဖြစ်ကြ၏ထိုသူနှစ်ယောက်တို့၏မိုင်မဲခြင်းသည်လူအပေါင်းတို့ရှေ့မှထင်ရှားတကယ်သို့ဤသူတို့၏မိုင်မဲခြင်းသည်လည်းထင်ရှားလိမ့်မည်တို့ဖြစ်၍သူတို့သည်တိုး၍မလွန်မသွားရကြငါဆုံးမဩဝါဒပေးခြင်းကျင့်ခြင်းကြံစည်ခြင်းသစ္စာဆောင်ခြင်းစိတ်ရှိခြင်းချစ်ခြင်းဒီခံခြင်းတို့ကို၎င်းအန်တီအိုမျိုးဤကောနီမျိုးလုံထရာမျိုးတို့၌ငါခံရတကယ်သို့အရဲတို့၌ခံရသောညှင်းဆဲခြင်းဆင်းရဲခြင်းတို့ကို၎င်းတင်ဒီရှာပွေနားလေရပြီထိုသောအမှုတို့ကိုငါတွေ့ရတော်လဲတွေ့သမျှတို့မှသခင်ဗျာသည်ငါ့ကိုကယ်နှုတ်တော်မူပြီးယေရှုခရစ်၏တရားတော်နှင့်အညီဘုရားဝိ၌ဝိတော်၍နေခြင်းကအလိုရှိသောသူအပေါင်းတို့သည်ညှင်းဆဲခြင်းကိုခံရကြလိမ့်မည်ဆိုညစ်သောသူလှည့်ဖြားသောသူတို့မူကားသူတစ်ပါးကို၎င်းကို၎င်းလှည့်ဖြား၍ဆိုညစ်ခြင်း၌တရွေ့၍တိုးပွားကြလိမ့်မည်ဒီသည်အဘယ်သူထံ၌နိခံခဲ့ပြီးဒီကို၎င်းယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ကယ်တင်ခြင်းအလုံးကပညာကိုပေးနိုင်သောဓမ္မကျမ်းစာကိုငယ်သောအရွယ်မှစ၍လေ့ကျက်စီကို၎င်းသိမှတ်သည်နှင့်အထက်ကတင်၍နှလုံးသွင်းပြီးသောအယူဝါဒ၌တည်နေသောထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ဘုရားသခင်၏လူသည်စုံလင်သောသူကောင်းသောအမှုမျိုးတို့ကိုပြုစုခြင်းအလုံးကပြင်ဆင်သောသူဖြစ်မိအကြောင်းဩဝါဒပေးခြင်းအပြစ်ကိုပေါ်ပြခြင်းပြောင်းမတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းပြောင်းမတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏အာမင်